လန်ဒန်အခြေစိုက် Daily Mail သတင်းဌာနရဲ့ဖော်ပြချက်အရ Grealish ဟာဒီနွေရာသီအပြောင်းအရွှေ့မှာ Man City ကနေထွက်ခွာနိုင်တယ်လို့သိရပါတယ်။လက်ရှိမှာသူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့အသင်းတွေထဲကမှ Newcastle, Spurs နဲ့အသင်းဟောင်းဖြစ်တဲ့ Aston Villa တို့ပါဝင်နေပါတယ်။ Grealish ဘက်ကလည်းဒီအသင်းတွေထဲကသာတရားဝင်ကမ်းလှမ်းမှုရရှိလာခဲ့မယ်ဆိုရင်ဆွေးနွေးဖို့လက်ခံသွားနိုင်ပြီး Man City ကိုစွန့်ခွာဖို့ဆုံးဖြတ်ရစေခဲ့တဲ့အဓိကအကြောင်းရင်းကတော့ရာသီကြိုခြေစမ်းပွဲစဉ်တွေကစားမဲ့ Man City အသင်းရဲ့လူစရင်းမှာတောင်သူ့ကိုထည့်သွင်းထားခဲ့ခြင်းမရှိလို့ပါပဲ။ Man City အသင်းဟာအမေရိကမှာကစားမဲ့ရာသီကြိုပွဲစဉ်တွေအတွက်ကစားသမား28ဦးစာရင်းကိုထုတ်ပြန်ခဲ့ပြီးဒီအထဲမှာ Grealish ပါဝင်ခဲ့ခြင်းမရှိပါဘူး။ဒါကြောင့် Grealish အနေနဲ့အသင်းပြောင်းဖို့အတွက်ပိုပြီးခိုင်မာမှုရှိလာတာပါ။ဒါအပြင်ပြီးခဲ့တဲ့ရာသီမှာတုန်းကလည်း Premier League ပွဲစဉ်9ပွဲသာပါဝင်ကစားခွင့်ရခဲ့ပါတယ်။အသက်29နှစ်အရွယ်ရှိပြီဖြစ်တဲ့ Grealish ဟာ Man City မှာတပတ်လောက်ခယူရို3သိန်းရရှိတာဖြစ်ပြီးစာချုပ်သက်တမ်းအရလည်း2နှစ်ကျန်နေပါသေးတယ်။ဒါပေမဲ့လည်းပွဲကစားချိန်မရတော့တဲ့အပေါ်မှာစိတ်ပြတ်မှုရှိလာခဲ့ပြီး Man City ရဲ့အနာဂတ်အစီအစဉ်မှာလည်းသူ့ကိုထည့်သွင်းထားခြင်းမရှိတော့ဘူးလို့ယူဆလာတဲ့အတွက်ဒီနွေရာသီအပြောင်းအရွှေ့မှာထွက်ခွာဖို့ကိုရွေးချယ်သွားနိုင်တာဖြစ်ပါတယ်။